ပြတိငါဟုတ်တယ်ကျုပ်ကတင်ငန်းကျွန်းဇောတိကတက်လန် သင်္ကန်းကျိုးဇောတိကတက်လန် ဘယ်လောက်ပြရမလဲ8000ပဲပေး8000ဟာခင်ဗျများရတာဗျာကျုပ်ကိုကြောက်ရောင်းသားဆိုခင်ဗျညာမချနဲ့နော်ဒီမှာကျုပ်တငယ်ချင်းတို့မေးပြီး3000ပဲပေးရတယ်တဲ့3000နဲ့ဆိုလိုက်မယ်နှုံသွားဦးဗျာမဟုတ်ပါဘူးကြီးလေးက8000တောင်းလိုက်တော့ကိုအကြောင်းရှိတယ်ခုဒီချိန်မှာကားတွေလမ်းတွေကကြက်နေတာကားလမ်းကျော်တွေပိတ်နေညီလေးကီလိုနဲ့စီဒီတက်ပို့ပေးရတယ်အားကြောင့်မလို့ညီလေးကိုကိုကဈေးနှုန်းချိုတာနဲ့ပဲခေါ်တာလူလည်းပေါင်းမတင်ဘူးတခြားလူလည်းမတင်ဘူး8000များတယ်ဗျာ3000နဲ့ဆိုလိုက်မယ်နော်မဟုတ်ရင်မလိုက်ဘူးဗျာဟာညီတက်မဟုတ်လေကြားစား9000အေးအဲ့ဒါဗျာ3000လို့မရဘူးလား9000လို့လုံးလိုက်ပါညီလေးကတီးရနည်းနည်းလန့်နော်ဘယ်အောင်လို့ပြောလို့ပေါ့နော်ရောခဏတန်အောင်လို့ရောအဲ့ခဏအဲ့ဒီမှာပေါ့ဒါကိုလုပ်တယ်တဲ့ရလူလေလာမလို့ဟာလေဟာပြီလားဟမ်ဟာလေရ ready down ရတယ်နေဗျ ready down ရတယ်ဩမြန်ကြီးလို့ခမရကငားစီးပါတယ်ဗျာဘယ်နဲ့ကားဆုံးနဲ့လာတိုးနေတယ်လူတောင်နေမကောင်းဖြစ်သေးတာပဲဗျာကားပဲတစ်ခါလေနှာစီးချောင်းတို့တော့ဖြစ်မှာပေါ့ဗျာအဲ့ဘယ်လိုလုပ်မှာလဲဟမ်ခမရကလုံးခဏလေးကျွန်တော်လုပ်ပေးမယ်နော်ခဏလေးဘုံတော့ရောလုပ်ပေးပါဗျာအဲ့လိုခမရကချိန်နေဘယ်လိုလဲဗျာချိန်နေတိတ်မကောင်းဘူးဗျာမကင်းတိတ်ခေါ်ရမယ်တောင်းပါလားမကျုပ်အလုပ်ကိစ္စတွေရှိသေးတယ်နော်မကင်းတိတ်ခေါ်တာနဲ့ဗာနဲ့ဟိုကားလမ်းမှာကားပိတ်တာနဲ့ဗာနဲ့ဆိုနည်းနည်းတော့ကြာမယ်3-4နာရီလောက်တော့ကြာ3-4နာရီအဲ့လောက်ဒီကျုပ်မစောင့်နိုင်ဘူးနော်ကျုပ်သွားကြရရှိသေးတယ်ဒုက္ခပဲဗျာညီလေးဟာလေညီလေးနဲ့ကိုနဲ့လေကိုအဆင်ပြေတော့ညီမစောင့်နိုင်ဘူးဆိုရင်ညီလေးသွားမယ်ရက်ွက်သွားလေဟိုးနားမှာဟိုတပြားလောက်ပဲဝေးတော့တယ်အဲ့ညီလေးဟိုစိုက်ကားငါးပြီးသွားလိုက်စိုက်ကားငါးသွားဒီအဲ့တော့ပဲရမယ်အဲ့ဆိုခမရကိုပေးထားတဲ့ကားကလည်းကျုပ်ကိုတော့ပြန်ပြီအဲ့တော့မလုပ်နဲ့ညီလေးဟိုညီလေးကိုကပတ်စံပြန်အမ်းလိုက်ရင်ဒီနေ့အတွက်ဈေးကျိုးပါမှာတနေ့ကုန်အစင်မပြေဘူးဖြစ်သွားမှာအဲ့တော့ညီလေးနဲ့ကိုနဲ့ညီကိုရေးလို့သဘောထားလိုက်ဟိုညီလေးရဲ့အထုပ်ပိုးတွေအကုန်ချပြီကိုယ်ဝိုက်ချပြီနော်ဟုတ်ကဲ့ဟမ်တော်လေရန်ကုန်သားကွာရောက်လေရမှာချီကားတိုက်ပြီးသေပါစေသေဘွားဟမ်တေးချင်းစိုးနဲ့လည်းသေပါစေနော်ခမရကိုတခါတည်းဆူတောင်းပေးခဲ့မယ်ဟဲ့လားနိုင်ပြစ်ပုံကပြစ်ပုံကနိုင်တဲ့သေရတော့မှာပဲလေသေချင်းစိုးရဲ့有人。